ဘုန်းကြီးတို့အမေရိကမှာတစ်နှစ်နေခဲ့တယ်ဘယ်ဖြူကမှလာပြီးတော့ကျွေးတာငွေတာမရှိနော်သူတို့ကပြီးတော့စကိုင်းလာတယ်တင်တန်းတက်ကြတယ်ဘုန်းကြီးတို့ဗမာမျက်စိနဲ့ကြည့်မယ်ဆိုဒီလူတွေတော်တော်နှမျောတဲ့လူတွေလို့ထင်တယ်နော်ဗမာတွေကဒီမဲ့လှူတယ်တန်းတယ်ဆိုရင်ဘုန်းကြီးတွေကိုတိမ့်ချပြီးတော့လှူတယ်စင်ကာပူမလေးရှားသွားကြည့်အဲ့ဒီလူတွေလှူလို့ရှိရင်စင်ကာပူဒေါ်လာဆိုရင်$2လှူတာရှိတယ်နော်$5 $3 $10ဒီလောက်ပဲလှူတာနော်အများကြီးမလှူဘူးသဘောပြောပြတာပြောတာနော်သဘောပြောပြတာဆိုလိုတာကမဖြုံးတဲ့သဘောကိုပြောပြတာနော်အသုံးနဲ့အဖြုံးကိုမြန်မာလူမျိုးတွေနားလည်သဘောပေါက်တဲ့နေ့ဟာကြီးပွားတဲ့နေ့ဖြစ်မှာပါကြီးပွားတဲ့နေ့ဖြစ်မှာပါမြတ်စွာဘုရားတရားတော်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ဖြက္ခပစ္စသုတ်သုံးဖို့ဒီကဇာနုသောနိတုတ်တိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်ဘုန်းကြီးတို့ဟောပြောဘူးထားတဲ့ဒီမြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကဘာဆိုတာမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာဒီကနေ့ထိအောင်ခေတ်ပြီးနေတော့မယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဟောခဲ့တာပဲနော်မြတ်စွာဘုရားရဲ့ဒီစီးပွားရေး policy လို့ပြောရမှာပေါ့ economy လို့ပြောရမှာပဲမြတ်စွာဘုရားဒီကိုရှိတဲ့ပစ္စည်းကို၄ပုံပုံတစ်ပုံပဲစားတစ်ပုံကို emergency ထားနှစ်ပုံကိုအတိုးပွားနဲ့ဖြစ်အောင်ကြိုးစားလို့ဒီလိုဟောထားတာပဲလေအဲ့ဒီတိုင်းလှုပ်သလားမလှုပ်ဘူးလားပဲဟိုနိုင်ငံသားမှာကြီးပွားတိုးတက်တဲ့လူတွေကတော်တော်စနစ်ရှိတာတော်တော်စနစ်ရှိတယ်အမှန်တမ်းစနစ်ရှိတယ်အသေးဖွဲလေးတွေကစဒီပြလူတွေမကြည့်နဲ့လေကိုယ်တိုင်ကလာပြီးတော့အလုံးလုံးနေတဲ့အရင်တော့အိန္ဒိယနိုင်ငံတွေကြည့်ပေါ့မြန်မာတွေလည်းပြောနေကြတာပါတယ်ဘယ်သူတို့ရှာရမလဲတရုတ်လိုရှာလားလို့သုံးဗမာလိုမဖြုံးနဲ့ကဲအဲ့ဒါပါပဲလို့သာမှတ်ပါတော့ဗမာပြည်ကြီးခေကြခေအောက်ကျနောက်ကျဖြစ်နေတာဘယ်သူမှဗလိမ့်မလုပ်ပါနဲ့နော်ဘယ်သူမှဗလိမ့်မလုပ်ပါနဲ့အဲ့ဒီခါတွေကိုဖျောက်မယ်ဆိုလို့ရှိရင်တော့ဖြစ်ပါတယ်အဲ့ဒီလမ်းစဉ်ကိုပြင်ဖို့ပဲလူတိုင်းပြင်ရမှာဘယ်သူတွေပြင်ရမှာလဲလူတိုင်း individual အိမ်တိုင်းကပြင်ရမှာဖြစ်ပါတယ်နော်အိမ်တိုင်းကပြင်ရအဲ့တော့ဒီမြန်မာပြည်သူတို့ဒီဗုဒ္ဓဓမ္မကိုလိုက်နာကျင့်ကြံကြပြီဆိုလင်ဆိုတာချမ်းသာကြွယ်ဝဖို့အတွက်ကံတကူတည်းကိုအားကိုးနေလို့မရပါဘူးနော်ချမ်းသာကြွယ်ဝတာတွေကကံဆိုတာကအချိန်ကြမှအကျိုးပေးလို့ရတာပါကံဆိုတာကကိုယ့်ဟာကိုယ်ကောင်းအောင်လုပ်ပြီးတော့အများကိုအကျိုးရှိတဲ့အလုပ်လုပ်တာကောင်းမြတ်တဲ့စိတ်တွေထားပြီးတော့လုပ်တာဒါကတလန်းပဲအဲ့တော့စီးပွားရေးတိုးတက်အောင်လုပ်တဲ့လမ်းကတလန်းပဲအဲ့ဒါကြောင့်မို့လို့ဒီပြစ်မှတ်တော့တရားခံရှာတာမလွဲကြပါစေနဲ့ပေါ့နော်အမြင်မှန်ကြပါစေပါပဲအဲ့ဒါ